မြန်မာကားတွေမှာဆိုလို့ရှိရင်တော့တော်တော်များများဟိုးရင်ကရင်းနှီးကြတယ်မအေးအေးဝင်းစီစဉ်သည်ဆိုတဲ့နေရာမျိုးမှာရှိတဲ့စီစဉ်တဲ့သူထုတ်လုပ်တဲ့သူပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါရိုက်တာတယောက်ကသူ့မှာ vision တစ်ခုရှိတယ်အဲ့လိုပဲ writer တယောက်ကလည်းသူ့မှာ story တစ်ခုရှိတယ်ပဲထားပါတော့အဲ့ဒီ vision တွေအဲ့ဒီ story တွေကိုသူတို့က video တစ်ပုတ်အဖြစ်ဖန်တီးပေးခြင်းနေဆိုလို့ရှိရင်သူတို့ရှာဖွေရမယ့်သူက producer ပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လေ director producer တွေကအလုပ်လုပ်တဲ့အခါမှာအဆင်ပြေသွားပြီ chemistry မိသွားပြီဆိုလို့ရှိရင်တောက်လျှောက်နှစ်ယောက်ကတွဲပြီးတော့အလုပ်လုပ်ဖြစ်နေကြတာများတယ်producer ကပုံတော့မှာ director ရဲ့ creative ကိုဖြစ်အောင်လိုက်ပြီးတော့လုပ်ရတယ်ပေါ့နော်ဖြစ်အောင်လိုက်ပြီးလုပ်ရတဲ့နေရာမှာကြည့်ရမယ်ဆိုလို့ရှိရင်ဥမာကိုမှရှိရဲ့ budget ကိုမှရှိရဲ့လူအင်အား timeline စသည်ဖြင့်ပေါ့နော်လက်ရှိမြေပြင်အနေထားနဲ့ director ဖြစ်ချင်တဲ့ဒီ creative နဲ့ကိုက်ညီနိုင်လားလုပ်နိုင်လားဆိုတာဒီလေအများကြီး director နဲ့ဆွေးနွေးရတယ်တိုင်ပင်ရတယ်အဲ့ချိန်မှာများသောအားဖြင့်တက်ကြတာများတယ်ရန်ဖြစ်ကြတာများတယ်ပေါ့နော်ဆိုတော့အချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင် producer တယောက်ဒီ project တစ်ခုမှာလူတွေအားလုံးကိုစုံစည်းပေးနိုင်တဲ့တရားတစ်ခုဒါမှမဟုတ်လို့ရှိရင်လည်းဒီ department တွေအကုန်လုံးရဲ့ဂျားထဲမှာရှိရဲပေါ့နော် network link တစ်ခုလို့အချင်းချုပ်ပြောလို့ရပါတယ်